မင်္ဂလာပါရှင်ကျမနာမည်ကတော့မီလီယန်လို့ခေါ်ပါတယ်ကျမကတော့ချင်းမိုင်တက္ကသိုလ်မှာလူမှုရေးသိပ္ပံဘာသာရပ်ကိုသင်ကြားနေတဲ့ပထမနှစ်ကျောင်းသူဖြစ်ပါတယ်ရှင်နော်မီထူစီလို့ခေါ်တယ်။အခုကတော့23နှစ်ထဲဝင်ပြီပေါ့နော်။အခုလက်ရှိကတော့ညီမချင်းမိုင်တက္ကသိုလ်မှာ Social Science Major နဲ့ပညာသင်ကြားနေတာဖြစ်တယ်ပေါ့နော်။အသက်9နှစ်လောက်မှာဆိုရင်မိသားစုတွေကမြန်မာပြည်ကနေပြီးတော့အုံဖြန်ဒုက္ခသည်စခန်းတွေကိုရွှေ့ပြောင်းလာခဲ့ကြတာပေါ့နော်။ညီမဒီဒုက္ခသည်စခန်းတွေကိုရောက်တဲ့အချိန်မှာအသက်က9နှစ်ဆိုတော့grade 1ကနေပြီးတော့စပြီးတော့ပညာသင်ကြားတယ်ပညာသင်ကြားခဲ့တဲ့ကျောင်းနာမည်ကတော့ Gomura Novan High School လို့ခေါ်တယ်ပေါ့နော်အဲကျောင်းမှာ grade 1ကနေပြီးတော့ grade 11ထိပညာသင်ကြားခဲ့တယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာညီမအရွယ်ရောက်လာတာနဲ့အများသိလာတာကြတော့ဒီခက်နဲ့ပညာရေးကနေပြီးတော့ထုတ်ပေးလိုက်တဲ့ဒီ certificate တွေอ่ะပေါ့နော်ညီမဒီအဆင့်မြင့်ပညာရေးဥပမာဆိုလို့ရှိရင်ဒီချင်းမိုင်တက္ကသိုလ်လိုနေရာမျိုးမှာဆက်ပြီးတော့ရှောက်လန်းဆက်သက်ချင်တယ်ဆိုလို့ရှိရင်ညီမဒီ certificate တွေအသုံးပြုလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတခြားတစ်ခုပြန်စဉ်းစားကြည့်ရဲ့မိသားစုတွေကလည်းပြန်ပြီးတော့စဉ်းစားကူပေးတဲ့အချိန်မှာဆိုလို့ရှိရင်တခြားလုံးနိုင်တာတစ်ခုကကြတော့ဒီမဲဆောက်မှာဆက်ပြီးတော့ပညာသင်ကြားဖို့ပဲရှိတယ်ပြီးတော့ညီမဒီမဲဆောက်ဘက်ကိုပေါ့နော် grade 12အနေနဲ့ grade 12ပေါ့နော်တက်ဖို့ဆိုပြီးတော့ဒီ level ခဲကျောင်းရောက်လာတယ်ကျမပေါ့နော်ဒီမဲဆောက်မြို့မှာရှိတဲ့ရွှေ့ပြောင်းဒေသကျောင်းတစ်ခုဖြစ်တယ်ပေါ့နော်ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာဒီ CDC ဆိုတဲ့ကျောင်းမှာပညာသင်ကြားခဲ့တာဖြစ်တယ်ပေါ့နော်ဒီ CDC ကျောင်းမှာဆိုလို့ရှိရင်ထိုင်းဘာသာစကားအပြင်ဒီမြန်မာပြည်ကသင်ရိုးတွေဒီအင်္ဂလိပ်စာ social study အဲ့ဒါတွေအကုန်လုံးသင်ကြားပေးတယ်ပေါ့နော်အခုလိုမျိုးပေါ့နော်ဒီရွှေ့ပြောင်းဒေသကျောင်းကနေပြီးတော့ကျောင်းပြီးတဲ့အပေါ်မှာပပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်ဒီကျောင်းပြီးကနေတော့ဆိုတာဆွေးရင်ပူပန်မှုအမြဲတမ်းရှိခဲ့တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကနေ12တန်းပြီးသွားတဲ့အခါကြာရင်ဒီမြန်မာနိုင်ငံကတက္ကသိုလ်ကတော့ဒီ12တန်းလက်မှတ်ကိုအတိမတ်ပြုရလားပြီးဒီထိုင်းနိုင်ငံအစိုးရကပေါ့ဒီ12တန်းလက်မှတ်ကိုအတိမတ်ပြုရလားဆိုပြီးတော့ဒါအမြဲတမ်းဆွေးရင်ပူပန်မှုတွေရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျမကိုယ်တိုင်လည်းဒါတက္ကသိုလ်မှာပညာစီးပူးသင်ကြားခြင်းတဲ့ကျောင်းသူတစ်ယောက်ဖြစ်လို့ပေါ့နော်ကျမကတော့ဒီအထက်တန်းကျောင်းမှာကတည်းကအမြဲတမ်းဆွေးရင်ပူပန်မှုတွေရှိတယ်။ဘာလို့လဲဆိုတော့ဒီကျောင်းကပြီးသွားပြီမဲ့လေငါဘယ်လိုမျိုးဒီတက္ကသိုလ်ကိုဆက်သွားရမလဲဆိုတော့အာမခံချက်မျိုးကမရှိနေဘူးပေါ့နော်။အဲ့ဒါကြောင့်နီလန်တစ်ခုကိုရှာတွေ့တယ်အဲ့ဒါပါလဲဆိုတော့ဒါ GED ပေါ့နော်။ဒါအမေရိက12တန်းအောင်လက်မှတ်နဲ့ညီမျှတဲ့ GED certificate ပေါ့နော်။ဆိုတော့ဒီ migrant data မှာဆိုလို့ရှိရင်ဒီ GED ပညာရေးကိုအခမဲ့သင်ကြားပေးနေတာတွေရှိတယ်ပေါ့နော်ဆိုတော့ညီမကိုယ်တိုင်လည်းဒီ Beam Education Foundation ကဒီ CYLD program ဆိုတဲ့ဒီ GED program မှာဒီ GED ကိုအခမဲ့သင်ကြားခွင့်ရခဲ့တယ်ပေါ့နော်ညီမဒီ2018လောက်မှာပေါ့နော်မဲဆောက်ဘက်မှာရောက်လာတယ်ပြီးတော့မဲဆောက်ဒီ migrant ကျောင်းပေါ့နော်ညီမတို့ဒီ11 K မှာပညာဆက်ပြီးတော့သင်ကြားရပေါ့နော်ညီမမှာ grade 12ဆက်ပြီးတော့တက်ဖြစ်တယ်ပြီးတော့နောက်တစ်နှစ်ကpre GED ပေါ့နော်ဘာလို့လဲဆိုတော့ညီမတို့အနေနဲ့ဒီ migrant ကျောင်းသားတွေကပေါ့နော်ဒီ
ဒီလိုမျိုးချင်းမိုင် University တို့တကယ်ဒီ University ကိုဆက်ပြီးတော့ join ချင်လို့ရှိရင်ညီမတို့အနေနဲ့ဒီ camp တွေကပေးတဲ့ certificate တွေလည်းတုံးလို့မရတယ်လို့ဒီ Migrant ကကျောင်းကကိုပြီးခဲ့ရင်တော့မှပေါ့နော်သူတို့ provide လုပ်ပေးတဲ့ certificate တွေကညီမတို့ဆက်ပြီးတော့အသုံးပြုလို့မရဘူးပေါ့နော်အဲ့တော့ညီမတို့ migrant ကျောင်းသားတွေအနေနဲ့ကမဖြစ်မနေဒီ GED ကိုဆက်ပြီးတော့ join ရတယ်ပေါ့နော်ဆိုတော့အမှညီမ GED join မှုဖြစ်လာတယ်အဲ့ချိန်မှာညီမBIM ပေါ့နော် BIM ကနေပြီးတော့ဖွင့်လှစ်ထားပေးတဲ့ဒီအခမဲ့ GED program တခုညီမ join ဖြစ်တယ်အဲ့ဒီအချိန်မှာအဲ့ဒီနှစ်မှာကတတိုက်ဆက်ဆိုင်ပေါ့နော် COVID-19 ဖြစ်တဲ့အချိန်မှာညီမတို့အနေနဲ့ကြတော့ဒီချင်းမိုင်မှာလာပြီးတော့ပညာသင်ကြားဖို့မဖြစ်နိုင်တော့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ lockdown တွေပါဖြစ်လာတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဆိုတော့အဲ့ဒီအချိန်မှာ BIM ကဒီ online နေနဲ့ GED ကိုဆက်သွားပေးရပေါ့နော်။ဆိုတော့ညီမဒီ BIM ကို online နဲ့ပဲတစ်နှစ် GED program တက်ဖြစ်တယ်။ပြီးတော့အဲ့ဒီဘဲမှာပဲ GED program တက်နှစ်ပြီးသွားတဲ့အချိန်မှာညီမ GED ဖြည့်ခွင့်မရသေးဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ညီမရဲ့ဒီတော့ at scan တွင်ခတ်နေတာ lockdown ဖြစ်နေတယ်ပြီးတော့ဒီလက်ဆောင်မှာရှိတဲ့ဒီတပြေကြီးဒီ center ကလည်း covid ကြောင့်မလို့ပိတ်ထားတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာညီမဖြေခွင့်မရခဲ့ဘူးဆိုတော့ညီမဒီ camp ထဲမှာပဲပေါ့နော်ဒီwork experience ရအောင်အလုပ်တစ်ခုလုပ်တယ်ပြီးတော့2021မှာညီမဒီ GED ကိုဆက်ဖြည့်ပြီးတော့official GED graduate ဖြစ်သွားတာပေါ့နော်ဟုတ်အခုလိုမျိုးပေါ့နော်ဒီ higher education ပေါ့နော်တက္ကသိုလ်မှာကျောင်းတက်ချင်တာအမြဲတမ်းကျမရဲ့အိမ်မက်တစ်ခုဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုလိုမျိုးဒီရွှေ့ပြောင်းဒေသမှာကြီးပင်းလာခဲ့ရတဲ့အပေါ်မှာညီမအတွက်ပေါ့နော်ဒီပညာရေးရတာညီမရဲ့အနာဂတ်အတွက်ဒီညီမရဲ့ community အတွက်ပြန်ပြီးတော့ဝိုင်းဝန်းကူညီဆောင်ရှောက်နိုင်ဖို့အတွက်ဒီပညာရေးရတာအကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ညီမယုံကြည်လက်ခံထားတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ညီမပေါ့နော်ဒီ CMU ကိုရွေးချယ်ဖြစ်ခဲ့တဲ့အဓိကအကြောင်းရင်းကတော့ဒီလူမှုရေးသိပ္ပံဘာသာရေးအကြောင်းပေါ့နော်။ဘာလို့ CMU မှာဆိုလို့ရှိရင်ဒီ academic အပိုင်းရော reputation အပိုင်းမှာဆိုရင်ဒီလူမှုရေးသိပ္ပံဘာသာရေးကတော်တော်လေးနာမည်ကြီးတယ်ပေါ့နော်။အဲ့ဒါကြောင့် CMU ကိုရွေးချယ်ဖြစ်တာ။ပြီးလို့ရှိရင်ချင်းမိုင်မျိုးကပေါ့နော်ဒီဘန်ကောက်နဲ့ရှင်လို့ရှိရင်ဒါနေစိတ်စားစိတ်တွေတွာလာစိတ်တွေကအများကြီးတက်တာတယ်ပေါ့နော်။အဲ့ဒါကြောင့် CMU ရွေးချယ်ဖြစ်တာပေါ့။ပြီးလို့ရှိရင်ညီမဘာဖြစ်လို့ဒီ social science ပေါ့နော်ဒီလူမှုရေးသိပ္ပံဘာသာရေးကိုရွေးချယ်ဖြစ်လဲဆိုလို့ရှိရင်ညီမကတော့ဒီရွှေ့ပြောင်းဒေသမှာကြီးပြင်းခဲလျောက်တဲ့အပေါ်မှာဒီလို social issue တွေအများကြီးမြင်ခဲ့ရတယ်ကြုံတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ညီမအမြင်နဲ့ပဲဒီကျောင်းမှာကြတဲ့ high school မှာကြတဲ့အမြင်နဲ့ပဲဒီ issue တွေအမြင်နဲ့စိတ်ဝင်စားရှိခဲ့တယ်ပေါ့နော်ဘာကြောင့်ဒီ migrant ဒေသတွေကဒီလိုမျိုးတွေဖြစ်တာလဲပြီးလို့ရှိရင်ဒီနိုင်ငံရေးအခြေအနေတွေအဖက်ကပေါ့နော်ပြီးလို့ရှိရင်ဒီ refugee တွေ migrant တွေ displacement တွေသူတို့ရဲ့အကြောင်းတွေညီမအမြဲတမ်းစိတ်ဝင်စားခဲ့တယ်ပါဆိုတော့ညီမကိုယ်တိုင်လည်းအဲ့ထက်ကတယောက်ဖြစ်လို့ပေါ့နော်ဒီ migrant ကျောင်းသားတွေအနေနဲ့များသောအားဖြင့်ကညီမအနေနဲ့လည်းညီမကြည်ပြင်းလာတဲ့ community တစ်ခုမှာပေါ့နော်ဘယ်လိုပြောမလဲမိသားစုတွေကများသောအားဖြင့်ဒီသူများပြောချင်တာ humanitarian aid ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒုက္ခသည်စခန်းမှာနေမယ်ဆိုလို့ရှိရင်လည်းဒီ NGO တွေကကူညီပေးတဲ့ဟာတွေပေါ့နော်ဆိုတော့ဒီ assistant တွေကိုမြင်တော့ညီမအနေနဲ့လည်းငါကြီးလာလို့ရှိရင်ငါလည်းတနည်းတစ်ပုံပေါ့နော်ငါရဲ့ဒီလူထုတွေကိုပြန်ကူညီရမယ်ဆိုတဲ့စိတ်ရှိတဲ့အတွက်ကြောင့်မလို့ okay ငါဗာ major ယူရမယ်ဆိုတဲ့စဉ်းစားလိုက်တဲ့အချိန်မှာပေါ့နော်ဒီ social ဘိုင်းနဲ့ပတ်သက်တဲ့ major တွေထွက်လာရပေါ့နော်ဆိုတော့အဲ့အချိန်မှာညီမရွေးချယ်ဖြစ်တာကဒီချင်းမိုင် University ကprovide လုပ်ထားတဲ့ဒီ social science major ရွေးချယ်ဖြစ်တယ်ပေါ့နော်ဒီရွှေ့ပြောင်းဒေသမှာဆိုရင်ပေါ့နော်ဒီကျောင်းသားကျောင်းသူတွေကဘာအခက်အခဲတွေကြုံရလဲဆိုရင်အဓိကတော့ဒီ legal document ပေါ့နော်တရားဝင်နေထိုင်ခွင့်အထောက်အထားတွေမရှိတဲ့ပုံမှာကျောင်းသားတွေကဒါလွတ်လွတ်လပ်သွားလာခွင့်မရှိဘူးပြီးလို့ရှိရင်တခြားသောအခွင့်အရေးရလာတဲ့ခါလဲဒီတခြားနေရာတွေမှာသွားဖို့အတွက် document မရှိတဲ့ခါကျတော့အခွင့်အရေးဆုံးရှုံးရတွေရှိတယ်ပြီးလို့ရှိရင်အခုလို legal document မရှိတဲ့အတွက်ဒါတက္ကသိုလ်တက်ဖို့အခက်အခဲတွေရှိတယ်ကျမရေးဆောင်ရှောက်ခွင့်တွေတရားဥပဒေကအကာအကွယ်ယူခွင့်တွေပေါ့နော်အခက်အခဲရှိတာမျိုးရှိတယ်ပြီးလို့ရှိရင်ဒီလိုရွှေ့ပြောင်းကျောင်းမှာ12တန်းပြီးသွားတဲ့အခါကျရင်ပေါ့နော်
အခွင့်အရေးရဘလို့အခြေအနေတစ်ခုပေးလို့ညီမပြည်ပြန်တဲ့အခါရောညီမပြည်အစိုးရရောအတိမတ်ပြုမလားဆိုတာလည်းအာမခံချက်မရှိပါတော့ဒီထိုင်းအစိုးရကကျောင်းတွေကလည်းဒီတက္ကသိုလ်တွေကရောပေါ့နော်ဒီရွှေ့ပြောင်းကျောင်းကကျောင်းပြီးတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပညာရေးကိုဆက်သွားဖို့အတွက်အာမခံချက်ဆိုတာအခုချိန်ထိမရှိသေးဘူးပေါ့နော်အဲ့ဒီပုံမှာဒီရွှေ့ပြောင်းကျောင်းရွှေ့ပြောင်းဒေသကကျောင်းသားတွေအနေနဲ့ဒီလိုမျိုးဒီပညာရေးကိုဆက်ပြီးတော့ higher education ကိုဆက်သွားဖို့အတွက်အခက်အခဲတွေရှိနေသေးပေါ့နော်ဒီစိုးရိမ်ပူပန်စိတ်တွေလည်းရှိနေသေးပါဒီ refugee ခန့်မှာကြီးလာတဲ့လူတယောက်အနေနဲ့ကိုရခဲ့တဲ့ education access တရားပေါ့နော်ဟိုပြောရမယ်ဆိုလို့ရှိရင်အရင်မကျေပြန့်နေဘူးလို့ခံစားရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ history သမိုင်းတွေတင်မယ်ဆိုလို့ရှိရင်လည်း refugee ခန့်မှာသူတို့ကသူတို့ရဲ့ education system တွေရှိရပေါ့နော်။ဥပမာဆိုလို့ရှိရင်ဒီ current history တွေတင်ရတာပုံများတယ်ပေါ့နော်။ဆိုတော့ဒီဟာတွေကဒီ university ရောက်လာတဲ့အချိန်မှာကျတော့ဒီပြီးတော့ယူတဲ့ major နဲ့လည်းဆိုင်နေတယ်ပေါ့နော် major မှာကျတော့များသောအားဖြင့်ဒီ global issues တွေအများကြီးတင်ရတဲ့အခါမှာပေါ့နော်အဲ့ဒီထဲမှာဘာတွေပါလာလဲဆိုတော့ဒီမြန်မာပြည်အကြောင်းတွေမြန်မာပြည် government တွေမြန်မာပြည်ပြင်ဒီ Southeast Asia အကြောင်းတွေပါလာတဲ့အခါမှာကိုယ့်အနေနဲ့ကျတော့ဒါတွေကိုဟိုအရင်မသိမြင်ခဲ့ဘူးပေါ့နော်ဟို knowledge မရှိဘူးပြောရမှာပေါ့နော်ဆိုတော့ဒီမှာရောက်တဲ့အခါမှာအများကြီးသူများနဲ့တန်းတူဖြစ်အောင်အများကြီးပြန်ပြီးတော့လိုက်ရတယ်ခါလေးကြားလို့ရှိရင်သူများသိနေတဲ့အရာတွေကိုမသိတဲ့အရာတွေရှိရပေါ့နော်ဟိုများသောအားဖြင့်ဟို gap ဖြစ်နေတာပေါ့နော်ဒီmigrant ကျောင်းသားတယောက်အနေနဲ့ပြီးတော့နောက်တစ်ခုကကျတော့ကိုယ်ပဲလို့ဖြစ်နေတာလားဆိုတော့မဟုတ်ဘူးကိုနဲ့ဘယ်လိုပြောမလဲဒီ refugee camp ကနေပြီးတော့လာတက်တဲ့အမတွေနဲ့စကားပြောဖြစ်တယ်ပေါ့နော်သူတို့လည်းဒီ the same issue ပဲပေါ့နော်အရင်သူတို့လည်းအရင် like ခဲ့ရတာပေါ့နော်ဘာလို့လဲဆိုတော့ပြီးတော့နောက်တစ်ခုကကျတော့ဒီပြောမယ်ဆိုကိုရီးယားဒီEnglish ကိုဆိုရင်လည်းဟိုဘယ်လိုပြောမလဲတကယ်တတိချာလေးမလေ့လာခဲ့ရအောင်ပေါ့နော်ဟိုပြောမယ်ဆိုရင် foreigner တွေနဲ့လည်းအထီးတွေမရှိခဲ့ဘူးဆိုတော့ဒီကိုရောက်လာတဲ့အခါမှာအများကြီးပြန်ပြီးတော့ဟိုစူးစမ်းရတယ်ပေါ့နော်ပြီးတော့ဒီကိုယူတဲ့ major အလိုက်အဲ့လိုမျိုး report တွေပါတယ်အဲ့လိုမျိုးရေးရတဲ့ဟာတွေရှိနေဆိုရင်လည်းဟိုဘက်မှာကိုရီးယားတွေမလေ့လာခဲ့ရအောင်ပေါ့နော်ဆိုတော့အများကြီးဒါကတော့ကိုယ့်အတွက်အခက်ခဲပေါ့နော်scholarship ရောက်တဲ့အချိန်မှာကဘာလဲဆိုတော့competitive အရင်ဖြစ်တယ်ပေါ့နော်ပြောချင်တာဒီ migrant ကလူတွေလည်းရှောက်တာမဟုတ်ဘူးမြန်မာပြည်ကလူတွေလည်းရှောက်တယ်တခြားနေရာလူတွေလည်းရှောက်တဲ့အချိန်မှာအရင် competitive ဖြစ်တယ်ရပါမလားပေါ့နော်လူအများကြီးထဲမှာပြီးတော့ငါတို့ဒီကြီးပြင်းလာခဲ့တဲ့ပညာရေးကလည်းအဲ့လောက်ထိကောင်းမွန်တဲ့ပညာရေးမဟုတ်ခဲ့ဘူးပေါ့နော်ဆိုတော့ငါတို့နဲ့ရှင်လို့ရှိရင်ငါတို့ငါရှင်နိုင်မလားဆိုတော့အဲ့ဒီစိတ်လေးတွေရှိရမှာเนาะဆိုတော့ scholarship တာရှောက်လိုက်တယ်ဒါပေမဲ့ကိုကယုံကြည်မှုမရှိနေဘူးဒါပေမဲ့လိုချင်လားဆိုတော့လိုချင်တယ်လိုချင်ရတဲ့အကြောင်းအရာလဲဒီ scholarship ရမှပဲဒီပညာရေးတွေကိုဆက်သွားနိုင်မှာမလို့ပေါ့เนาะဒီပေါ့နော် CMU ကိုမတက်ခင်နဲ့တက်ခင်တော့လည်းအကွာခြားမှုအနည်းငယ်ရှိတယ်ပေါ့နော်ကိုရဲ့မျှော်မှန်းထားတဲ့ပုံစံတွေပြီးလို့ရှိရင်ဒီ course ဒီပေါ့နော်ဒီ social science course မှာဘယ်လိုတွေသင်ကြားရမယ်ပေါ့နော်ကိုရဲ့ expectation နဲ့မကိုက်တာလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်တကယ်တချို့ course တွေကတော့ဒီအခုလိုမျိုးထဲဝင်သင်ကြားရတဲ့အခါကျတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတာလည်းတွေ့ရတယ်ပေါ့နော်အခုကကျတော့ဒီ migrant ကျောင်းတွေတော်တော်များများလဲဒီအစင်းမြင့်တက္ကသိုလ်တွေကနေပြီးတော့သူတို့ရဲ့ certificate လက်ခံအောင်လို့သူတို့လည်းသူတို့နီလန်တိုင်းသူတို့စူးစမ်းနေရတော့တွေ့ရတယ်ဒါပေမဲ့အခုချိန်ထိတော့လက်ခံတာတွေတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့လောက်နိုင်တာတခုကကျတော့ GED ရှိတယ်တချို့ဆိုရင်ဒီ GED တွေမဟုတ်ရင်တော့မှပေါ့နော်ဒီတခြားဟို program တွေ join ပြီးတော့လာတဲ့လူတွေလည်းရှိရပေါ့နော်ဆိုတော့နီလန်ကတော့အများကြီးရှိတယ်အများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုကိုကရတဲ့အခွင့်အရေးကိုusage ချင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် migrant အနေနဲ့
ဒီ BIM ဟောကျောင်းတွေလည်းရှိမယ် BIM ကနေပြီးတော့ provide လုပ်ပေးတဲ့ဒီ GED program တွေရှိတယ်တချို့ကဆိုရင်လည်းဒီ online zone direct ရှိမယ်တချို့ကဆိုရင်လည်းဒီ video လေးတွေပြင်ကြည့်ပြီးတော့တက်ရတဲ့အတန်းတွေလည်းရှိမယ်ပေါ့နော်ဒါအပြင်ဘာတွေလုပ်နိုင်သေးလဲဆိုတော့ကိုကဒီ GED ကိုဖြည့်ရှင်တယ်ဆိုလို့ရှိရင်ကိုမှ internet ရှိတယ် device တွေရှိမယ်ဆိုလို့ရှိရင် online study တွေလည်းလုပ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေလုပ်ပြီးတော့ဘယ်လိုပြောမလဲ GED ကိုလည်းလေ့လာလို့ရတယ်ဒါအပြင်ဘာတွေလုပ်နိုင်သေးလဲဆိုတော့ကိုက GED ပြီးလို့ရှိရင်တက္ကသိုလ်တွေဆက်တက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီ senior တွေစီမှာမေးလို့ရတယ် senior တွေကလည်းဖြေချပေးမှာပဲပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းကိုက internet မှာ research တွေလုပ်လို့ရမယ်ပေါ့နော်အထူးသဖြင့်တော့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင် scholarship တွေလည်းအများကြီးရှိတယ် scholarship အခွင့်အလမ်းတွေရှိလို့မှာ Charles Streams တို့ Preston Burma တို့ IIA တို့ bracket တို့ရှိမယ်ပြီးလို့ရှိရင် Dr. Rising တွေရှိမယ်ပေါ့နော်ပြီးလို့ရှိရင်လုံးအနေနဲ့ကြတော့ဒီပေးတဲ့ organization တွေလည်းရှိရပါတော့ဆိုတော့အဲ့ဒါတွေလည်းအများကြီးခွင့်လန်းနေအများကြီးရှိတယ်အဲ့ဒါတွေကိုကို့မှာအချိန်ရှိတော့ကိုကဒီအခုချိန်မှာ high school ပဲတက်နေသည်ဖြစ်စေပေါ့နော် GED ကို try နေသည်ပဲဖြစ်စေဒီဟာတွေကိုကိုကresearch လုပ်ထားလို့ရတယ်ပေါ့နော် Facebook မှာဆိုရင်လည်း information share ပေးတဲ့ page တွေလည်းအများကြီးရှိတယ်အဲ့ဒါတွေကိုလည်းတွားပြီးတော့လေ့လာပြီးတော့ကြည့်ထားလို့ရတယ်ပေါ့နော်ဒီအခုဗီဒီယိုကိုကြည့်နေတဲ့ထဲမှာပေါ့နော်တက္ကသိုလ်ကိုဆက်တက်ဖို့အတွက်ရည်ရွယ်ချက်ရှိရဆိုတဲ့မောင်လေးညီမလေးတွေပေါ့နော်ကိုတက္ကသိုလ်တက်မဲ့အခါကြလို့ရှိရင်မလောဘဲနဲ့ပေါ့နော်ကိုတက်ရှင်တဲ့တက္ကသိုလ်ကိုတင်ကြားချင်တဲ့ဘာသာရပ်ကိုအချိန်ယူပြီးတော့ဒီရှာရွေးချယ်ဖို့အတွက်အမတိုက်တွန်းနေပေါ့နော်ပြီးလို့ရှိရင်လည်းကိုဒီလိုမျိုးရွှေ့ပြောင်းဒေသမှာကြောင်းတက်နေရတယ်ဆိုပေမဲ့လည်းညှော်လင့်ချက်မမဲ့နဲ့ပေါ့မမဲ့ဘဲနဲ့ပေါ့နော်နီလန်းနေလည်းရှိနေသေးတယ်အကူအညီထောက်ပံ့နေလည်းရှိနေသေးတယ်ဆိုတာကိုအမပြောချင်တယ်ကျေးဇူးတင်ပါတယ်